ချန်ပီယံလိသမိုင်းဝင်ကိုတွင်ပွဲစဉ်တဲ့တူအားလုံးကိုရင်သက်ရှုမောဖြစ်စေခဲ့တဲ့ PSG နဲ့ဘိုင်ယန်တို့ရဲ့အားပြိုင်မှုမင်းညရှင်မဲ့သွားခဲ့တဲ့ PSG နဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ဟာဒီနေ့ဘောလုံးရသည့်အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ုံသာမကဘဲနဲ့ချန်ပီယံလိသမိုင်းတက်လျှောက်ဆီမီဖိုင်နယ်စဉ်မှာဂိုးများဆုံးသွင်းနိုင်ခဲ့တဲ့ပွဲစဉ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါသည်လက်သိန်းစလုံးကတကယ်ကိုအဖိုးတန်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာပါပွဲပြီးမှတော့အင်ရှင် PSG က9ဂိုး4ဂိုးဆိုတဲ့ရလဒ်နဲ့အတူတူအနိုင်ရရှိပြီးတော့အရှိကနေဦးဆောင်နိုင်ခဲ့ပါသည်ဒီပွဲမှာမြင်တွေ့ခဲ့ရတဲ့သွင်းဂိုးတွေကလည်းတကိုးထက်တကိုးအစင်တန်းမြင်မာလုံးလာပါသည်ဂါရက်စ်ဂေလီယာရဲ့ဘာနဲ့တဲ့သွင်းဂိုးနှစ်ဂိုးက PSG အတွက်အသက်ရှူချောင်းစေခဲ့တယ်လို့မေဂျယ်အိုလီစ်ရဲ့ခံမှန်းရခဲ့တဲ့ကန်ချက်တွေကလည်းပဲဘိုင်ယန်အတွက်အားကိုးရဖြစ်ခဲ့ပါသည်ဒါပြင်ဝိုင်းဂိုးသမားကြီးနိုယာတရားကိုဘာမှမတတ်နိုင်မင်းနဲ့ငေးကြည့်နေကြရတဲ့ကွင်းတွင်းကပရိသတ်တွေကိုအလုံးမင်းစိတ်လို့ရှားသွားစေခဲ့တာပါဒါမဲ့ဒီပွဲရဲ့အလားပါဆုံးအကောင်းဆုံးဂိုးကိုပြပါဆိုလို့ရှိရင်တော့ဘိုင်ယန်အတွက်စတုဒ္ဓမြောက်ဂိုးကိုသွင်းယူပေးခဲ့တဲ့လူးဝစ်ဒီရဲ့ဂိုးကိုပဲညှို့ဆိုရပါလိမ့်မယ်ဟယ်ရီကင်းရဲ့တီးကြလုံးနဲ့ဖန်တီးပေးဖို့မှုကိုဒီရက်ကအမှားယွင်းမရှိထိန်းသိမ်းပြီးတော့တီးတီးငြိမ်ငြိမ်နဲ့အဆုံးသတ်သွားတာကတကယ်ကိုအဆင်တန်းမြင်မာလုံးလာပါရီဒီကိုကြောင့်မလို့ပဲဘိုင်ယန်ဟာဒုတိယအကြောအတွက်အခွင့်အရေးတွေပြန်လည်ရရှိသွားခဲ့တာလည်းဖြစ်ပါရီအခုဆိုလို့ရှိရင်ပထမအကြောမှာတကိုးတာနဲ့ PSG ကဦးဆောင်ထားနိုင်ပေမဲ့ဘိုင်ယန်အင်ကွင်းမှာကစားမယ်ဒုတိယအကြောကတော့ပို့ပြီးတော့ရင်ခုန်စရာကောင်းလာမှာသိကြပါပြီဘယ်တင်ကဘိုလူပွဲစီကိုတက်လန်းသွားမလဲဆိုတာကတော့လာမယ့်အပတ်မှာအားလုံးအတူတူစောင့်ကြည့်ရတော့မှာပါ